လေးမောလိုက်တာဒီမှာတချောင်းဒီတချောင်းကြီးကြီးပဲဒီမှာတချောင်းဖြစ်သေးတယ်တဘုံပဲအမြင့်တယ်တစ်ချက်စာရပြီဒီမှာတချောင်းဒီတချောင်းခုံးလို့ခတ်မယ်မပေါ့โอ้ရတယ်တော့ဒီဟာလွဲနေရောနှစ်တချောင်းခိုးရတာခတ်တယ်ဒီမှာတချောင်းနိုင်ပဲရပါပြီဒီမှာလေးချောင်းရပါပြီဟိုဘက်မှာလည်းရှိသေးတယ်တောင်းမယ်ဟိုဘက်တော့မယ်ဟုတ်ကဲ့ပါ